I am about to climb the love ladder of China. TikTok မှာတမ်ဘလူပြောင်းလဲလာကိုကပ်တာပဲမယ်။ညီတို့ဒီမှာဒီဗီဒီယိုလေးရှိတိုင်းဒါ Giant Raspberry Clown လို့ဆိုတော့သူ့အတောင်ပြောင်းမယ်ပေါ့နော်။ညီတို့မလုပ်အောင်လို့ဆိုလို့ရှိရင်ဒီမှာဒီအလေးလေးပါဒီဗီဒီယိုလေးမိလိုက်ပါရွှေရတဲ့ဗီဒီယိုနှိမ့်မယ်။ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီနာလေးအောက်ခောက်ကောက်စာလေးကိုဗီဒီယိုဆွဲလိုက်ပါဒီအလေးကိုဗီဒီယိုဆွဲလိုက်ပါလုံမှုလေးဆွဲလိုက်ပါဆွဲလိုက်မှဆိုလို့ရှိရင်ဒီမှာ voice effect ဆိုပြီးပေါ်နေတယ်ပေါ့နော်ပေးထားလိုက်ပါအဲ့ဒီ voice effect ဆိုတာတွေကိုနှိမ့်လိုက်ပါနေပြီဆိုလို့ရှိရင်ဒီမှာလူပုံလေးပေါ်လာမယ်အဲ့ရနေပြီးတော့ကိုကြိုက်တဲ့သူရေးပြီးတော့အတန်ပြောင်းလို့ရတယ်အခုဆိုလို့ရှိရင်ဒါ speak ရဲ့အတန်ကိုဒီတယောက်တန်နဲ့ပြောင်းနိုင်မယ်ခဏဆောင်မယ်ဒီမှာလူတွေလေးဆိုရနေပါနော် Giant Raspberry Clown, the love ladder of China. တွေ့လားမိန်းကလေးတန်ပြောင်းသွားရင်နော်ခေနောက်တယောက်တန်ပြောင်းကြည့်လိုက်မယ်ဒီဝတ်တုတ်ဒီအတန်ပြောင်းကြည့်လိုက်မယ်ခဏဆောင်ပြပါ Giant Raspberry Clown, the love ladder of China. ဒီအတန်ပြောင်းသွားတွေ့လားခီရဲလည်းမပြောင်းလို့ရပါတယ်နောက်တယောက်တစ်ထပ်ပြောင်းပြမယ်ဒီမှာသူ့အတန်ပြောင်းကြည့်လိုက်မယ်နေလိုက်မယ် Giant Raspberry Clown, the love ladder of China. ပြောင်းလို့ရပါတယ်ကဲပြောင်းပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကချက်ချီကလေးကိုနှိပ်လိုက်ပါဒီချက်ချီကလေးကိုနှိပ်လိုက်ပါနှိပ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုကလုံးဝပြောင်းသွားဖြစ်ပါတယ် speaker အတန်နေပြီးတော့ Raspberry Clown, the love ladder of China. ကဲဒါလေးကတော့ TikTok ကတန်ဘလူးပြောင်းလဲဆိုတာလေးဖြစ်ပါတယ်ဒီလိုမျိုး TikTok နဲ့ပတ်သက်တဲ့ tutorial လေးတွေနီးပညာလေးတွေကိုပုံမှန်တင်ပြတော့မှာမလို့ကျွန်တော် channel လေးကို subscribe လုပ်ထားလိုက်ပါ of